အဲကန်တစ်ခုလုံးကိုပစ္စည်းတွေရှုပ်ချက်ခတ်နေအောင်အလှမစင်ပဲနဲ့ဒီလိုမှတ်စီရွှေချစုံအုပ်ကြီးတစ်လုံးနဲ့ကိုအလှစင်ထားရုံနဲ့အိမ်ရဲ့စက်တွေမင်္ဂလာကြောက်ရကိုတိုးတက်စီမှာဖြစ်ပါတယ်ဗျာမင်္ဂလာပါစုံမိုးမြန်မာလက်မှုမှာကြိုဆိုပါရခင်ဗျာခုမြင်တွေ့နေရတာကတော့ဘဝနှစ်ပေရှိတဲ့မှတ်စီရွှေချစုံအုပ်ကြီးတွေပဲဖြစ်ပါတယ်ခင်ဗျာလက်တလုံးမှာလူတဲ့ကြီးကြီးမားမားနဲ့ခန်းနာထဲဝါတာကြောင့်လူကြိုက်များပြီးအရန်ရောင်းနေရတဲ့မှတ်စီရွှေချစုံအုပ်ကြီးတွေပဲဖြစ်ပါတယ်ခင်ဗျာဧကန်းမှာပဲဖြစ်ဖြစ်ရုံးကန်းမှာပဲဖြစ်ဖြစ်ဒီစုံအုပ်ကြီးတစ်လုံးနဲ့ကိုအောက်ကခုံတစ်ခုပေါ်မှာတင်ပြီးတော့အလှဆင်ထားရုံနဲ့စက်တည်မင်္ဂလာအဖျားဖျားကိုတိုးတက်စေတာမို့အရန်ရောင်းနေရတဲ့စုံအုပ်ကြီးဖြစ်ပါတယ်ခင်ဗျာစုံအုပ်ကြီးရဲ့အစာဆုံးအတိုင်းတာအမြင်ကတော့၄ပေဝန်းကျင်ရှိပါတယ်ခင်ဗျာအဝကတော့2ပေပါမြန်မာလက်မှုကိုလည်းချစ်မြတ်လို့တယ်ပစ္စည်းတွေကိုလည်းအများကြီးမစုလောင်းနိုင်ဘူးတစ်ခုတည်းနဲ့ထဲထဲဝါဝါနဲ့ပြည့်စုံအောင်အလှဆင်နေဆိုတဲ့မိတ်ဆွေများအတွက်ဒီမက်ဆီရွှေချစုံအုပ်ကြီးကတော့အသိရောဆုံးပစ္စည်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးကြတော့မိတ်ဆွေများပေါ့ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါလိမ့်ခင်ဗျာ